ဟေ့အောင်တွေလာကြည့်ကြဦးဒီမှာထူးဆန်းတဲ့ကောင်တစ်ကောင်ရှိတယ်ရွာကလူတွေအကုန်လုံးကသူ့ကိုအယူလို့ဝိုင်းလောင်နေကြတာဘာလို့လဲဆိုတော့သူကထမင်းမစားပဲတဲတွေကိုဒဲအိုးနဲ့ထည့်ပြီးလှော်နေလို့လေရွာသားတွေကဒီလောက်အဖိုးတန်တဲ့ထင်းတွေကိုဖြုံးတီးပြီးတဲလော်နေရအောင်ဒီကောင်တကယ်ယူနေတာပဲဆိုပြီးရေမောနေကြတာပေါ့ဒါပေမဲ့တကယ်တော့ဒီကောင်ကအယူမဟုတ်ဘူးဆရာတို့ရဲ့သူကခင်းနောက်ပြန်ရောက်လာတဲ့ခေတ်သစ်လူသားတယောက်သူကစူးစမ်းနေတာငါယူမပေးတာဆရာပြောဘူးတယ်တဲတွေကိုအရေးဖြောနိုင်ရင်ဖန်ခွက်ဖြစ်လာမှာပဲဒီခေတ်မှာဖန်ခွက်တစ်ခွက်ရဲ့တန်ဖိုးကမျိုးတစ်မျိုးစာလောက်ရှိတာငါတော့ချမ်းသာပြီပေါ့ဒါပေမဲ့လောကကြီးကထင်တယ်လို့မလွယ်ဘူးလေအဲ့ဒီအချိန်မှာပဲလူမိုက်အုပ်စုကသူ့အကိုကြီးကိုဖမ်းပြီးအိမ်ထဲရောက်လာတယ်မင်းအကိုလောင်းကစားရှုံးလို့ငွေပြား80ကျွေးတင်နေတယ်ဘသူဆက်မှလဲတဲ့အဖေအိုကြီးခမများလဲငါတို့အိမ်မှာငွေပြား80ဘဲကရှိမှလဲဆိုပြီးငိုယိုလို့ပေါ့ဒီလိုနဲ့အဓိကဆက်ဆောင်ကကျွန်တော်ကို30ရက်အချိန်ပေးပါငွေလာဆက်မယ်လို့ပြောလိုက်တော့လူမိုက်ကောင်းဆောင်က9ရက်ပဲပေးမယ်9ရက်အတွင်းငွေမရရင်မင်းအကိုကိုအရှင်လက်လက်အရေးခွန်ခွာပြစ်မယ်လို့ချင်းချောက်ပြီးထွက်သွားတယ်အချိန်က9ရက်ပဲရှိတော့တာထင်းမီနဲ့ကတဲကိုအရေးဖြောဖို့အပူချိန်မပြည့်ဘူးကြောက်မီသွေးသုံးမရမယ်ဒါနဲ့အဖေစီကပတ်စံတောင်းပြီးကြောက်မီသွေးသွားဝယ်ဖို့လုပ်တာပေါ့ဒါပေမဲ့ကက်ဆေးနဲ့တဲ့အမကြီးကပတ်စံအိတ်ကိုလူယူသွားပြန်ရောကန်ကောင်းကျင်တော့သူ့ရဲ့တငယ်ချင်းကောင်းကြီးရောက်လာပြီးတငယ်ချင်းမင်းပတ်စံလိုနေတယ်ဆိုလို့ငါအိမ်စုပ်လေးကိုရောင်းပြီးမင်းအတွက်ကြောက်မီသွေးဖို့ယူလာပေးတယ်တဲ့တကယ်တော့ဟိုးလုံးကရင်းနစ်နေတဲ့အဲ့ဒီတငယ်ချင်းကိုအဓိကဆက်ဆောင်ကကဲခဲ့ဘူးတာလေဒီလိုနဲ့နှစ်ယောက်သားကြောက်မီသွေးဆိုင်ကိုပြေးကြတာပေါ့ဆိုင်ရှင်ကဒီလိုနေရာတကြီးမှာကြောက်မီသွေးလာဝင်နေတယ်ဒီကောင်တွေတေချောင်းကြံမလို့လားမသိဘူးဆိုပြီးနှာခေါင်းရှုံတယ်ဒါပေမဲ့ပတ်စံအိတ်ကိုစပွဲပေါ်ဖုံးကနေချလိုက်တဲ့ခါမှာတော့ဆိုင်ရှင်မျက်နှာချက်ချင်းပြောင်းသွားပြီးဟာတထေးလေးတို့ကလည်းစောစောကပြောပါတော့ကြွပါဖြစ်သွားတာပေါ့ဟက်ပတ်စံရဲ့တကူပဲလေဒီလိုနဲ့နှစ်ယောက်သားနေရောညပါမိမွေပြီးတဲတွေကိုကြိုလိုက်တာ3ရက်ရှိသွားပြီဒါပေမဲ့တဲကတဲအတိုင်းပဲရှိနေသေးတယ်တငယ်ချင်းဖြစ်သူကစိတ်ပြက်လက်ပြက်ဖြစ်လာတာပေါ့အဓိကဆက်ဆောင်ကစူးစားတယ်တဲရဲ့အရေးပြောမက်က1900 degree centigrade ကြောက်မီသွေးနဲ့တင်မလောက်သေးဘူးဓာတ်ကူပစ္စည်းလိုတဲ့ချက်ချင်းပဲပင်လယ်ကမ်းခြေကိုပြေးပြီးကမကောင်ခွန်တွေနဲ့အပင်တချို့ကိုတွားကောက်ကြတယ်ရွာသားတွေကဒီတစ်ခါတဲမလော်တော့ပဲကမခုံပြုတ်စားမလို့လားဆိုပြီးထက်လောင်ကြပြန်ရောသူကတော့ဘာကူမှဂရုမစိုက်ဘူးအပင်တွေကိုမီးရှို့ပြကိုရေဖြော်ပြီးဆိုဒီယမ်ကာဘူးနှိပ်ထုတ်တယ်ကမခုံတွေကိုထူထောင်ပြီးထုံးကြောက်မှုလုပ်တယ်အမှုန့်နှစ်ခုကိုတဲနဲ့ရောပြီးဖိုးထဲထက်ကမီးပြင်းစုံနဲ့ဖုတ်လိုက်တဲ့အချိန်မှာတော့နောက်တစ်စက္ကန့်မှာပဲတငယ်ချင်းဖြစ်သူကအော်လိုက်တယ်ဟေ့ရောင်လာကြည့်ဦးတဲတွေအကြီးဖြစ်သွားပြီတဲ့ဟုတ်တယ်မီးတောက်တွေကြားထဲမှာတဲတွေကရွှေရောင်ချော်ရည်တွေလိုအကြီးပြောသွားပြီးအဓိကဆက်ဆောင်မျက်ရည်တွေတောင်ဝဲလို့အောင်မြင်ပြီးငါနောက်ဆုံးတော့အောင်မြင်ပြီးပေါ့သူကအရေးတွေကိုပုံစံခွက်ထဲလောင်းတူနဲ့ထုပြီးတစ်တက်လာပါတဲ့ဖန်ခွက်တစ်ခွက်ကိုဖန်တီးလိုက်တယ်တငယ်ချင်းဖြစ်သူကဖန်ခွက်ကိုကြည့်ပြီးပါစက်အဟောင်းသားနဲ့အကိုကြီးငါတသက်မှာဒီလောက်လာပါပြီးလင်းလက်နေတဲ့အရာမျိုးတစ်ခါမှမမြင်ဘူးတဲ့အဓိကဆက်ဆောင်ကဒါငါတို့ညီကိုနှစ်ယောက်ချမ်းသာမဲ့လမ်းစာပဲလာမြို့ထဲကအကြီးဆုံးအပေါင်ဆိုင်ကိုသွားမယ်ဆိုပြီးထွက်လာခဲ့ကြတယ်အပေါင်ဆိုင်ရောက်တော့ဆိုင်စာရေးကသူတို့ဝစ်စုံကိုကြည့်ပြီးသူတောင်းစားတွေသွားနောက်ဖေးလန်းကြသွားတောင်းလူကြီးလူကောင်းတွေကိုလမ်းမပိတ်နဲ့ဆိုပြီးနှင်ထုတ်တယ်အဓိကဆက်ဆောင်ကဘာမှမပြောဘဲအဝစ်စုပ်ထဲကဖန်ခွက်ကိုစပွဲပေါ်ချလိုက်တဲ့အခါမှာတော့ဖန်ခွက်ကနေရောင်စုံအလင်းတန်းတွေဖြာထွက်သွားတယ်ဆိုင်စာရေးခမများမျက်လုံးပြူပြီးခဏဆောင်ပါဆိုင်မန်နေဂျာကိုတွားခေါ်ပေးပါမယ်တဲ့ဒါပေမဲ့ရောက်လာတဲ့အပေါင်ဆိုင်ဒုတိယမန်နေဂျာကလူယုံမှာဗျသူကဖန်ခွက်ကိုကြည့်ပြီးလောဘတက်လာတယ်ဒီလိုယတနာမျိုးကမျိုးတော်ကအရာရှိကြီးတွေအိမ်မှာတော့မရှိဘူးမင်းတို့လူကောင်တွေကဘဲကခိုးလာတာလဲဒီနေ့တော့ငါကပဲတရားဥပဒေတိုင်းစီရင်ပြီးဒီဖန်ခွက်ကိုတင်ရမယ်ဆိုပြီးတကားတွေကိုပိတ်လူမိုက်တွေကိုဓာတ်ထုတ်ခိုင်းလိုက်တယ်တငယ်ချင်းဖြစ်သူကဒေါသတကြီးနဲ့ဓာချင်းလူကိုလုပ်ပေးမယ်အဓိကဆက်ဆောင်ကတားလိုက်တယ်ပြီးတော့တီတီငိမ့်ငိမ့်နဲ့မန်နေဂျာကိုကြည့်ပြီးပြောလိုက်တယ်မန်နေဂျာမင်းတကယ်ချမ်းသာခြင်းရင်အခုရှိနေတဲ့ဖန်ခွက်တစ်ခွက်ထဲကိုပဲမျက်စိမကျတင်ဘူးဒါကပထမဆုံးဖန်ခွက်ပဲရှိသေးတာတဲ့အဲ့ဒီအချိန်မှာပဲအနောက်ကနေမိုင်ယူရဲလိုက်တာဆိုတဲ့အတန်ကြီးထွက်လာတယ်အပေါင်ဆိုင်ရဲ့မန်နေဂျာချုပ်ကြီးရောက်လာတာပါသူကဒုတိယမန်နေဂျာကိုမင်းသားကိုပြန်သိမ်းပြီးအခုချက်ချင်းလက်တော့လို့မောင်းထုတ်လိုက်တယ်ပြီးတော့အဓိကဆက်ဆောင်တို့ကိုလက်ဖက်ရည်ငှက်ပေးပြီးဒီဖန်ခွက်ကအပြစ်အနာစာလုံးဝမရှိဘူးတကယ်အဝယ်တော်နဲ့တွေ့ရင်ငွေပြား900တောင်တန်တယ်ငါငွေပြား900နဲ့ဝယ်မယ်ဒါပေမဲ့နောက်ဒီဖန်ခွက်တွေကိုငါဆိုင်ဒီဇိုင်းတွေကိုပဲတွင်းရမယ်ဆိုပြီးကန်လန့်လာတယ်အဓိကဆက်ဆောင်လဲသဘောတူပြီးငွေပြား900နဲ့တစိမ့်ပြားကိုယူကာအိမ်ကိုပျော်ပျော်ကြီးပြန်လာတာပေါ့ဒါပေမဲ့အိမ်တကားကိုဖွင့်လိုက်တဲ့အချိန်မှာပဲအိမ်နီးနားချင်းကောင်မလေးကအသက်ရှူမဝပဲပြေးဝင်လာပြီးအကိုကြီးရန်မကောင်းတော့ဘူးလူမိုက်ဖန်ပြောင်းတို့အဖွဲကျွေးလာတောင်းနေတယ်မင်းတို့အိမ်မှာပြဿနာရှာနေကြပြီလို့အော်ပြောလိုက်တဲ့အခါမှာတော့